အားလုံးပဲမင်္ဂလာပါမင်းဆိုရဲ့ဘဝမှာစိတ်ဆင်းရဲစရာကန်ဆိုးမှုလေးတွေနဲ့ကြုံနေရတော့စိတ်ဓာတ်ချက်နေပါသလားစိတ်ပြက်အားငယ်နေမယ်ဆိုရင်ဒီအတန်ဖိုင်လေးကိုစုံတိနားထောင်ပေးပါ1981ခုနှစ်ဇူလိုင်လ19ရက်နေ့မှာအသက်28အရွယ်အမေရိကန်လူမျိုး W. Mitchell ဆိုသူဟာညနေပိုင်းအလုပ်ဆင်းတာနဲ့မော်တော်ဆိုင်ကယ်အတစ်ဆက်ဆက်ကြီးကိုမောင်းပြီးမြို့စွန်တနေရာမှာစောင့်နေတဲ့သူ့ရေးစားစီကိုတွားနေပါတယ်။လမ်းစုံမြို့ပွက်တနေရာရောက်တော့သူ့ရှိကနေဖြတ်မောင်းလာတဲ့ truck ကားတစ်စီးကိုရုတ်တရက်မြင်လိုက်ရတယ်။ truck ကားကြီးနဲ့မတိုက်မိအောင်ဆိုပြီးတော့ဆိုင်ကယ်ကိုကွိရှောင်လိုက်ရတယ်။ truck ကားကြီးနဲ့တော့မတိုက်မိပဲတေးတေးလေးလွတ်သွားတယ်။ဒါပေမဲ့ဆိုင်ကယ်ဟာလဲကျသွားပြီးကတ်တီရလမ်းမပေါ်မှာအရှင်နဲ့တကြွတဲ့ဆွဲသွားပါတယ်။တကယ်တမ်းတော့သူ့ခြေလက်တွေမှာပွန်းပဲ့ယုံတော့ပဲဒဏ်ရာရခဲ့တာပါဒါပေမဲ့ကန်ဆိုးချင်တော့ဆိုင်ကယ်ရဲ့စီတန်ကီအဖုံးပွင့်သွားပြီးသူ့တကူလုံးဟာဓာတ်ဆီတွေနဲ့ဆူဆွေးသွားပါတယ်ဆိုင်ကယ်ကလမ်းမပေါ်ပုတ်တိုက်မိတာကြောင့်မြေပွားတွေထွက်လာပြီးဓာတ်ဆီဆူဆွေးနေတဲ့မချဲကိုမြလောင်သွားပါတော့တယ်9မိနစ်အကြာမှဘီနာကနေရက်လာတဲ့ကားတစ်စီးပေါ်ကကားမောင်းသမားကမီးလောင်နေတဲ့မချဲကိုသူ့ကားထဲကနေမီးသစီဘူးနဲ့မီးငိမ့်ပြလိုက်ရတယ်တိတ်မကြတိတ်ခင်မှာအရေးပေါ်ကားရောက်လာပြီးတော့သူ့ကိုဆေးရုံခေါ်တော့ပါတယ်ဆေးရုံရောက်တော့ဆရာဝန်ကတကူလုံးမီးလောင်ထားတဲ့မချဲကိုကြည့်ပြီးအသက်ရှင်ဖို့မျှော်လင့်ချက်မရှိဘူးလို့အချင်းချင်းပြောကြတယ်ဒါပေမဲ့မချဲကအသက်ရှင်ခဲ့ပါတယ်ခွဲစိတ်မှုပေါင်း16ကြိမ်လွတ်ခဲ့ရတယ်ရုပ်ပြဆင်းပြဖြစ်နေတဲ့သူ့မျက်နှာကိုခွဲစိတ်ကိုးတာပြီးအရေးပြားအစားထိုးပေးလိုက်ရတယ်ငကိုမူလမျက်နှာတော့ပြန်မရတော့ပါဘူးဒါပြင်သူ့လက်ဆယ်ချောင်းစလုံးမီးလောင်သွားလို့လက်ချောင်းငုတ်တူလေးတွေပဲကျန်ပါတော့တယ်ဈေးရုံမှာလပေါင်းများစွာနေခဲ့ရပြီးမှဈေးရုံကဆင်းခဲ့ရတယ်ကလေးတွေကအရေးပြအစားထိုးတဲ့သူ့မျက်နှာကိုမြင်ရင်တရေကြီးဆိုပြီးကြောက်လို့ထွက်ပြေးကြတယ်ဒါပေမဲ့မချင်ဟာစေတကြက်မတော်ပါဘူးသူအလုပ်ဝင်လို့တယ်ကိုပိုင်လင်းမောင်းတင်တန်းတက်ပြီးလင်းမောင်းလိုက်စဉ်ရအောင်ယူလိုက်သေးတယ်သူ့ဘဝကိုသူချင်းနှပ်ပြီးပျော်နေပါတယ်နောက်ထပ်၄နှစ်ကြာပြီးတရက်မှသူဟာတငယ်ချင်း၃ယောက်ကိုတင်ပြီးလင်းအတီးစားလေးကိုကိုယ်တိုင်မောင်းတယ်လင်းဟာပြီးတရားအမင်းရောက်ပြီးမှရုတ်တရက်အောက်ကိုပြုတ်ကျသွားပြီးလင်းဘီလန်းပေါ်ကိုအရှင်နဲ့ဆောင်းမိသွားတယ်မချက်ကလင်းမီးလောင်မှာဆိုလို့သူ့တငယ်ချင်း၃ယောက်ကိုလင်းပေါ်ကနေအမြန်ဆင်းခိုင်းလိုက်ရတယ်သူတို့ဆင်းပြီးတာနဲ့သူလည်းဆင်းဖို့လင်းထိုင်ခုံကနေထားလိုက်တဲ့အချိန်မှာသူကထားလို့မရတော့ဘူးသူ့အောက်ပိုင်းတစ်ခုလုံးဝလှုပ်ရှားလို့မရတော့ဘူးဖြစ်နေတယ်အရေးပေါ်မြေတကားရောက်လာတယ်သူ့ကိုကယ်မပြီးဆေးရုံကိုပို့လိုက်ရတယ်ဆေးရုံရောက်တော့ဆရာဝန်တွေကသူ့ကိုစစ်ဆေးကြည့်ပြီးသူ့ရဲ့ခါယိုးကအာယောင်ကြောတွေပြစ်ကုန်လို့တက်လုံးလန်းလျှော့နိုင်တော့မှမဟုတ်ဘူးတွန်းလဲနဲ့ပဲတွန်းနေရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဈေးရုံမှာခွဲစိတ်မှုတွေပြုတ်လို့ခံရတယ်လေ့ကျင့်ခန်းတွေလုပ်ရတယ်အရင်တစ်ခေါက်ကလိုပဲလပေါင်းများစွာနေပြီးမှဆေးရုံကနေဆင်းခဲရပြန်တယ်မျက်နှာကလည်းရုပ်ပစင်ပင်နဲ့လက်ချောင်းတွေလည်းငုတ်တူလေးတွေပဲကြံပြီးတွန်းလဲနဲ့တွာလာနေရတဲ့မြစ်ချဲဟာသူ့ဘုတ်ကိုစိတ်ပြက်မယ်လို့ထင်နေသလားသူကတော့လုံးဝအဆင်မပြေပါဘူးသူကဈေးပွားရေးလုပ်ငန်းတွေစလုပ်တယ်အောင်မြင်တယ်နောက်ထပ်နိုင်ငံရေးလောကထဲဝင်လာတယ်နိုင်ငံရေးလောကထဲဝင်လာတဲ့အချိန်မှာလဲစင်နိုင်အမတ်ဖြစ်လာတယ်မြို့တော်ဝန်လည်းဖြစ်လာခဲ့တယ်နိုင်ငံရေးလောကကအနားယူပြီးတဲ့နောက်သူ့ဘဝအဖြစ်အပျက်ကိုပြောပြရင်စိတ်သက်မြင့်တင်ရင်ဟောပြောပွဲတွေလုပ်နေတယ်အရန်အောင်မြင်ပြီးအရန်လည်းချမ်းသာသွားခဲ့တယ်ဒါရီပဲလားဆိုတော့မဟုတ်သေးဘူးသူချိတ်နေတဲ့အမျိုးသမီးကိုပူမှန်းပြီးတော့လက်ထပ်ရယူနိုင်ခဲ့သေးတယ်သူကသူ့ဇနီးတဲ့နဲ့စိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်ပြီးယနေ့ထိနိုင်ငံတကာလက်လဲပြီးတော့စိတ်သက်မြင့်တင်ရင်ဟောပြောပွဲတွေလုပ်နေတော့ဖြစ်ပါတယ်ကဲမိတ်ဆွေကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲတွေဆိုတာဟာသူ့လောက်ကြီးမားပေါ်မလားပေါ့နော်သူဟောပြောပွဲမှာပြောနေကြစကားတစ်ခွန်းရှိပါတယ်မိမိဘဝမှာဖြစ်နေတဲ့အခြေအနေထက်အဲ့ဒီအခြေအနေကိုဘာလို့မလဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်တဲ့အဆုံးထိကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အကျိုးတစ်ခုခုရလိုက်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးပါ see you in the next video